အောင်မင်္ဂလာပါအဲ့တော့တို့အခုကနေစပြီးတော့သင်ခန်းစာတွေစပြီးတော့သွားပါတော့မယ်အခုကဘာလဲဆိုရင်တော့快乐汉语第一册ကိုသင်မှာပဲဖြစ်ပါတယ်Happy Chinese 1ပဲဖြစ်ပါတယ်ဆိုတော့ဒီသင်ယူကဘာလဲဆိုရင်တော့ HSK1 နဲ့အတူတူပဲပေါ့နော်ဒါပေမဲ့သူက HSK1 ထက်သင်စရာပို့ပြီးတော့များတယ်ဒီသင်ယူကပို့ပြီးတော့လည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဒီသင်ယူလေးကိုရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်ဒီတော့ဒီသင်ယူတင်တာက HSK1 နဲ့အတူတူပါပဲဒါပေမဲ့ HSK1 ထက်သင်စရာပိုများမယ်စာလည်းပိုရမယ်ဆိုတော့အတိတ်ပဲပါပဲဒါကြောင့်မလို့ဒီသင်ယူလေးကိုရွေးချယ်ထားရပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့အခုသူတင်တဲ့သင်ယူလေးဖြစ်ပါတယ်ဒီမှာဒီအခုတွေ့ရတဲ့စာအုပ်ကလေးပါနော်အဲ့တော့ဒီ textbook မှာစုစုပေါင်းသင်ခန်းစာ24ခုပါဝင်တယ်နော် unit 8ခုနဲ့သင်ခန်းစာ24ခန်းရှိမယ်အဲ့တော့ unit တစ်ခုမှာသင်ခန်းစာ3ခုပါပါတယ်ပေါ့နော်ရှုပ်သွားပြီလားမသိဘူးရှုပ်သွားတယ်ဘာမှမဖြစ်ဘူးနော်အဲ့တော့lesson 1လေးစလိုက်ကြရအောင်ပါရှင်နော်အဲ့တော့အခုကနေစပြီးတော့သင်ခန်းစာအဆုံးနဲ့အကြီးစူးစမ်းပန်းစားလေးနဲ့သင်ယူလိုက်ကြရအောင်ဆိုတော့ lesson 1 unit 1ကတော့第一单元လို့ခေါ်တဲ့ unit 1ကဘာအကြောင်းသင်ရမှာလဲဆိုတော့你和我တဲ့နင်နဲ့ငါဆိုတဲ့အကြောင်းလေးသင်ရမယ်အဲ့တော့ကြည့်အောင် lesson 1第一课 lesson 1ခေါင်းစဉ်လေးက你好တဲ့ကျမတို့ basic အကြဆုံးဒီနှုတ်ဆက်တဲ့ဟာလေးတွေကိုသင်ရမယ်ပေါ့နော်အဲ့တော့ကြည့်လိုက်ရအောင်ကဲ new word ကလေးတွေကိုအရင်ဆုံးဖတ်ကြည့်ပါမယ်နော် vocab အသစ်ကလေးတွေကိုအရင်ဆုံးဖတ်ကြည့်မယ်ပထမဆုံးတစ်လုံးလေးက你以你ဆိုတာနေမင်းအခုနံပါတ်2က好ဟဲအောင်好ဆိုတာကကောင်းတယ်ပေါ့နော်အဲ့တော့နှစ်ခုတွဲလိုက်မယ်1 2တွဲလိုက်တယ်ဆိုဘာဖြစ်သွားမှာလဲညီ好နေကောင်းညီ好ဆိုတာနေကောင်းလားလို့မေးရမဟုတ်ဘူးเนาะတို့တော်တော်များများပေါ့နော်老师ငယ်ငယ်တုန်းကလည်းထင်ခဲ့ဘူးတဲ့ညီ好ဆိုတာညီဆိုတာနေ好ဆိုတာကောင်းတယ်ညီ好ဆိုတာနေကောင်းလားလို့မေးရမဟုတ်ပါဘူးမင်္ဂလာပါလို့နှုတ်ဆက်တာပဲဖြစ်ပါတယ် hi ဒါမှမဟုတ် hello မင်္ဂလာပါစတဲ့အသုံးလုံးလေးတွေပေါ့နော်ညီ好နောက်တစ်ခုကမဆိုတာကတော့လာဆိုတဲ့အဓိပ္ပာယ်လေးပါသူကတော့ question ပေါ့နော်မလာအဲ့တော့1 2 3ပေါင်းလိုက်တဲ့အခါမှာညီ好မနေကောင်းလားဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတယ်你好吗ဒါမှနေကောင်းလားပေါ့နောက်တစ်ခုက我သုံးတန်လေးနော်သုံးတန်ဆိုတော့နိုင်ကနေပြန်မြင့်သွားမယ်我ဆိုတာကျွန်တော်လို့ပြောတာပေါ့နော်我ကျွန်တော်很ကအရန်လို့ပြော很အရန်တို့ဟန်ရဲ့အနောက်မှာadjective ကလေးတွေလိုက်လို့ရှိရပေါ့နော်ဥပမာဒီမှာ how ဆိုလို့ရှိရင် तू ကဒါ adjective ပဲအဲ့တော့တွဲလိုက်တဲ့အခါမှာ很好ဆိုတော့ဘာဖြစ်သွားလဲအရန်ကောင်းတယ်ဆိုတဲ့အတိတ်ပဲဖြစ်သွားတယ်နော်很好အရန်ကောင်းတယ်အဲ့တော့ကျွန်တော်နေအရန်ကောင်းပါတယ်ကျွန်တော်အရန်အဆင်ပြေပါတယ်ဆိုဘယ်လိုပြောလို့ရလဲဆိုရင်ခုနတို့သင်ခဲ့တဲ့သုံးလုံးတွဲလိုက်ရုံပဲ我很好ကျွန်တော်အရန်ကောင်းပါတယ်အဲ့တရားရောက်ကနေပြီးတော့မေးလိုက်မယ်你好吗你ကောင်းရဲ့လားဆိုရင်我很好ကျွန်တော်နေရန်ကောင်းပါတယ်ကျွန်တော်ရန်အဆင်ပြေပါတယ်စတဲ့ပြောတဲ့ပုံစံလေးပဲဖြစ်ပါတယ်နော်ကဲအဲ့တော့ new word ကလေးတွေတစ်ခါတော့ပြန်ပြီးတော့ဖတ်ကြည့်လိုက်ရအောင်你好吗我很ရမယ်နော် okay အဲ့တော့စာကြောင်းလေးတွေတို့ဖတ်ကြည့်အောင်同学တို့တစ်ခေါက်အရင်ဖတ်ပါပြီးကြမှာ老师ဖတ်ပါမယ်ကဲအဲ့ဖတ်မယ်နံပါတ်1ဖတ်မယ်ဟုတ်ပြီနံပါတ်2ဖတ်မယ်ဟုတ်ပြီနံပါတ်3ဖတ်မယ်ဟုတ်ပြီဒါ老师နဲ့အတူတစ်ခေါက်ထပ်ပါမယ်နော်ကဲစမယ်你好你好吗我很好ကဲဒီမှာမှတ်စရာလေးတစ်ခုရှိပါတယ်နော်ဗာမှတ်စရာလေးလဲဆိုရင်တော့တို့ကဒီမှာ我ကလည်း3တန်ဟန်ကလည်း3တန်ကြီးဖြစ်နေတယ်ဟုတ်လားအဲ့တော့3တန်2ခု
ပေါင်းလိုက်တဲ့3တန်နှစ်ခုစုံသွားတယ်ဆိုရင်အရင်လာတဲ့သူတွေကိုတော့ရှိတော့နံပါတ်2အတန်လေးပြောင်းပြီးတော့ဖတ်ရပါမယ်အတန်ထုံးစတွေကိုမတိဘူးအခုဒီဘာအကြောင်းပြောနေမှမသိဆိုရင်အတန်တုံးတွေကိုတစ်ခါတော့သွားပြီးတော့ပြန်ပြီးတော့ကြည့်ကြည့်ပါနော်အတန်တုံးတွေကအရေးကြီးပါတယ်အခုတော့ရှိတော့ပြန်တာအတန်တုံးလေးတွေအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဝေါ်很好对啦ဒီမှာဆိုလို့ရှိရင်3ခုလုံးကအတန်တုံး3ခုလုံး3တန်နေကြီးပဲအဲ့တော့အရှိမ3တန်3တန်နေကြိုက်တဲ့လောက်လားနော်ကြိုက်တဲ့လောက်လားအရှိကလာသမျှအကုန်လုံး2တန်နေပြောင်း2တန်နေပြောင်းဖတ်နောက်ဆုံးတစ်လုံးကြမှာပဲ3တန်နဲ့ဖတ်မှာဒါမှသူကအတန်တွက်မှန်မှန်ကန်ကန်ရမှာเนาะဒီမှာဆိုကြည့်သူ့အတန်ကြီးနဲ့ပဲသူ့နံပါတ်3အတန်နဲ့ပဲဆိုနေမယ်ဆိုရင်ဝေါ်ဟန်ဟာဟုတ်လားအတန်ကြီးကအမောဆိုနေတယ်လို့ပါလို့ကြီးဖြစ်သွားတယ်เนาะဟုတ်တယ်မလားအဲ့တော့လာတဲ့အရှိရလာတဲ့သူတွေအကုန်လုံး2တန်နေပြောင်းနောက်ဆုံးတစ်လုံးကြမှာ3တန်ချမ်းဖတ်အဲ့တော့ဘယ်လိုလေးဖြစ်သွားမှာလဲဆိုရင်ဝေါ်ဟန်ဟာရမယ်နော်ကဲဟုတ်ပါပြီ好ပြန်ဖတ်ရအောင်နော်ညီဟောင်းဒီမှာလည်းအတူတူပဲတွေ့လားညီရောဟောင်းရော3တန်နေအဲ့တော့ညီကိုအရှိကနေပြီးတော့2တန်ပြောင်းလိုက်မယ်ညီ好你好吗我很好ရေးတာတွေဖင်းရေးတဲ့အခါမှာပြောင်းဆရာမလို့เนาะကိုအတန်ထွက်တဲ့အခါလေးမှာပဲပြောင်းလိုက်ရုံပါပဲเนาะအဲ့တော့ဒီကလည်း read aloud အတန်ကြဲကြဲလေးထွက်ပြီးတော့ဖတ်ကြည့်မယ်နော်နောက်တစ်ခါတော့ချက်ပတ်မယ်ကဲဖတ်ပါအောင်ဘုန်းရွှေတို့အရင်ဖတ်မယ်နော်ဒီကလေးဖတ်မယ်ဟုတ်ပြီဟန်ခါဖတ်လိုက်တယ်နော်အတန်ထွက်ပြီးတော့လိုက်ဖတ်ကြည့်ပါမယ်နော်โอเคဒီဟာလေးကဖတ်ကြမယ်တွဲကြမယ်အရှိမညီကဘာနဲ့တွဲထားလဲယူတဲ့ဝါကြတော့ဘာနဲ့တွဲမအောင်အရင်စဉ်းစားမယ်နော်ဝါဝါအိုင်နဲ့မီနဲ့ဟန်ကကြတော့ရောဟန်အရန်ဆိုတော့对 very 好ကကြတော့ဘာနဲ့အရင်တွဲမလဲဟုတ်တယ် good fine ဟုတ်ပြီနော်ကဲဒီကဘာသာပြင်မယ်ဘာသာပြင်ညီဟောဆိုတော့နေကောင်းလားလို့ပြောတာလားမဟုတ်ဘူးအဲ့ဆိုဘာလဲတော့ညီဟောမင်္ဂလာပါညီဟောမဆိုတော့နေကောင်းလား我很好ဆိုတော့ကျွန်တော်နေအရင်ကောင်းပါတယ်ဟုတ်လားဘာသာပြန်နောက်ပိုင်းနေကြရင်ကိုယ့်ကိုပဲဘာသာပြန်ရမှာနော်ဒါကဒီရေးနည်းလေးဒါဒီရဲ့တင်ရိုးလေးကိုတစ်ချက်မိတ်ဆက်တာဒီတင်ရိုးလေးထဲမှာပါလေးပါထားရှိတဲ့လေ့ကျင့်ခန်းပုံစံလေးကိုတစ်ချက်မိတ်ဆက်တာနော်โอเคအဲ့တော့စလုံးလေးတွေရေးကြရအောင်ဒီမှာစလုံးလေးတွေလည်းတို့တခြားရေးပေးထားတယ်နော်အဲ့တော့ကြည့်မယ်ဘာစုပ်ချက်တွေနဲ့ဖွဲ့စည်းထားတာလဲဟုတ်လားပထမဆုံး撇树撇长弓树弓撇点ဒါဆိုညီလေးရသွားပြီဟုတ်ပြီနော်နောက်တစ်ခုဟန်စလုံးလေးရေးကြမယ်ဟန်မှာစုပ်ချက်ဘယ်နှချက်နဲ့ဖွဲ့စည်းထားလဲကြည့်ရအောင်撇树韩姐韩横竖提撇捺အဲ့လိုလေးတွေနော်ကိုကအလွတ်ရเสียမလို့ဘူးစုပ်ချက်တွေကိုဒါပေမဲ့ကိုဆွဲလိုက်တဲ့စုပ်ချက်ကနာမည်ဘယ်လိုခေါ်လဲဘယ်လိုစုပ်ချက်တွေနဲ့ဖွဲ့စည်းထားလဲဒီစလုံးတစ်လုံးမှာစုပ်ချက်ဘယ်နှချက်ရှိလဲဆိုတာကိုတော့သူကသိရပါမယ်နော်အဲ့တော့ပထမနောက်ထပ် how ဆိုတဲ့ဟာလေးရေးကြည့်ရအောင်နော်အဲ့ဒါလေးကညီဒါလေးက很ဒါလေးက好你很好အဲ့တော့ကြာ撇点撇横နော်行姐温公ဟန်ဒါဆိုရင်တို့ကဟန်လေးရသွားပါပြီနော်ဒီသုံးလုံးရေးပါမယ်လိုက်ရေးမယ်နော်ရလားရေးတတ်မလားမရေးတတ်လို့ရှိရင်အမ dictionary လေးတွေပေးထားတယ်အဲ့ဒီ dictionary လေးတွေမှာရင်းနှီးလေးတွေရှာကြည့်လို့တစ်ဆင့်ချင်းစီရေးလိုက်ရေးလို့ရပါတယ်နော်ကဲအဲ့တော့ဒါကအခုလိုက်မရေးသေးအောင်နောက်မှအိမ်စာတက်ပေးထားတယ်နော်
ဒါလေးတစ်ချက်ကြည့်အောင်အတန်ထွက်လေးလေ့ကျင့်မယ်အခုမှတို့ကစပြီးတော့တရုပ်ဆောင်စပြီးတော့ထိတွေ့တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့အတန် tones တွေကိုပိုင်နိုင်အောင်လေ့ကျင့်ရမယ်နော်အဲ့တော့ဝတ်တူဤပြက်ညီမန်းတူစမ်းပြက်တစ်ခေါက်ဆိုပြမယ်နောက်ကနေ3ခေါက်လိုက်ဆိုမယ်နော်စမယ်နော်အာကဲဆိုမယ်နောက်တစ်ခေါက်ထပ်ဆိုမယ်ဟုတ်ပြီနောက်တစ်ခုကြည့်အောင်နောက်တစ်ခုအိုးပြန်ဆိုကြည့်ပါဦးအိုးဟုတ်ပြီနောက်တစ်ခုကပြန်ဆိုကြည့်မယ်နော်ဒါရဲ့လေပင်အတန်ကိုအဓိကအားသုံးပြီးတော့ပြောတာသူကပါဇက်ထဲကလာတဲ့အတန်မဟုတ်ဘူးလေပင်ကြီးတွေကနေလာတယ်လေချောင်းကြီးတွေကနေလာတဲ့အတန်အဲ့တော့ကိုကအဲ့လိုအတန်ကိုမရသေးဘူးဆိုရင်ရတယ်အဲ့လိုလေးစပြီးတော့လေ့ကျင့်ထားလို့ရဒါပေမဲ့အကောင်းဆုံးကတော့လေပင်ထဲကအတန်ကိုထွက်နိုင်တာတော့အကောင်းဆုံးပဲဒီမှာဆိုရင်သူ့ရဲ့အတိတ်ပဲဆိုဘိုက်စားတယ်ဆိုတဲ့အတိတ်ပဲဝဟန်အရင်ဘိုက်စားတယ်အဲ့တော့အီးတိုင်ပဲဝဟန်ဆိုပြီးတော့အဲ့လိုဖြစ်နေမှာအဲ့လိုအတန်တော့မရှိဘူးเนาะဒါကြောင့်မို့လို့လေဘင်းထဲကအတန်ထွက်နိုင်တာအကောင်းဆုံးပဲเนาะအဲ့တော့ဒီအောက်ဆုံးဟာလေးကိုတစ်ခါတော့ပြန်ဆိုမယ်เนาะရလားမရသေးဘူးเนาะမရသေးလဲဘာမှမဖြစ်ဘူးလေ့ကျင့်မယ်နော်ထပ်ခါလေ့ကျင့်ရလာလိမ့်မယ်တဖြည်းဖြည်းနဲ့ရမယ်နော်ကဲဟောက်အဆုံးတစ်ခေါက်ပြန်ဆိုရအောင်အာအိုရမလား可以吗很好ကဲအဲ့တော့အခုထိတောင်မှ like တင်နေရဆိုတော့အရန်ကိုမှတော်ပါတယ်ကဲဟောက်အဲ့တော့စာရီတင်ပြီးပြီဆိုတော့ဘာလုပ်ရအောင်မလဲအင်စာလုပ်ရပါတော့မယ်နော်မပြင်းပါနဲ့အင်စာကြီးလုပ်ဖို့ကဲအဲ့တော့အင်စာပါလဲနော်ဒီနေ့တင်သွားတဲ့ vocabulary တွေ sentence pattern တွေ pronunciation practice တွေအဲ့ဒါတွေကိုဖတ်ပြရမယ်အဲ့တော့ vocabulary ဆိုတာဘာလဲကြည့်မယ်vocabulary ဆိုတာဒီကောင်တွေကိုပြနော်တစ်ကနေငါအဲ့ဒါတွေကိုတစ်ခေါက်ဖတ်ပြမယ် sentence pattern ဆိုတာဒီစာကြောင်းလေးတွေဖတ်ရအောင်ဆိုတာကိုပြောတာနော် sentence pattern 1 2 3 3ကြောင်းရှိမယ်ကဲအဲ့ဒါဖတ်မယ်စပောင်ဖတ်ရမယ်နှစ်ခုရှိပါ යි နော်ပထမဒီဟာလေးတစ်ခုဖတ်မယ်နောက်တစ်ခုဒီဟာလေးဖတ်မယ်နော်ပြီးလို့ရှိရင် pronunciation practice ဆိုတာဒီကောင်ကိုပြောတာပါနော်အတန်ထွက်လေးတွေလေ့ကျင့်မယ်ဆိုတာ pronunciation practice ပဲဖြစ်ပါတယ်ဒါကိုတစ်ခေါက်ဖတ်ပြရမယ်အဲဆိုဖတ်ရမယ်ဟာ3ခုရှိသွားပါပြီနော်နောက်တစ်ခုကဒီနေ့ရေးသွားတဲ့ညီခန်းဟောက်ဆိုတဲ့3လုံးကိုတစ်လုံးကိုအနည်းဆုံးတစ်မျက်နှာထားမှမဟုတ်5ကြောင်းရေးပြီးတော့အင်စာလောက်ရမယ်နော်ဒီဟာလေးဒီကောင်လေး3လုံးကိုတစ်လုံးကိုအနည်းဆုံးတရုပ်အကွာ5ကြောင်းဒါမှမဟုတ်တစ်မျက်နှာရေးပြီးတော့အင်စာထပ်ပါဒါက lesson 1လေးပဲဖြစ်ပါတယ်မသိတာလေးတွေရှိရင်လာမေးလို့ရပါတယ်နော်ဟုတ်ပြီအင်စာလေးတွေမျှော်နေပါမယ်我们下视频再见နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်好，再见。